တွေမှာစောကြီးမောင်စောကြီးမောင်ကြီးကြီးတွေမှာပြုတ်ကညာလေးတွေကပါအကုန်ကြတယ်မှာမာနာမကြည့်ပါဘုံဝင်မမြင်ပါဘုံဝင်မမြင်ပါမာနာမကြည့်ပါအားလုံးချစ်အောင်ကြိုးစားခွင့်မစောကြီးမောင်တကယ်လာတယ်မောင်စင်လီမလေးတော်ဗျတကယ်ကမဲ့မောင်စောကြီးမောင်ကြီးကြီးတယ်မောင်ပြုတ်ကညာလေးတွေကပါအကုန်ကြတယ်မောင်မာနာမကြည့်ပါဘုံဝင်မမြင်ပါဘုံဝင်မမြင်ပါမာနာမကြည့်ပါအားလုံးချစ်အောင်ကြိုးစားခွင့်မောညီမလေးအမလီနိုအမလီငါတော့စင်ပွားတယ်မသွားနဲ့လူတွေရှုပ်တယ်လို့ပြောတိုင်းနေစင်ပွားတော်မိုင်းအကောင်နဲ့လာချင်းအမေလက်မလည်းကမတိုင်းလေဒါကြောက်စရာကိုလင်းလားမဟုတ်ဘူးကိုကြီးရဲ့သူကကိုရီးယားလာလေကြောက်ဆက်စင်မွဲအတွက်စာရန်ပြုစုဖို့အတွက်လာလေးလာလားကိုကြီးရဲ့အိုးဒါကိုရီးယားမင်းသားလားဘယ်တော့လဲဟိုမြမပြည်ကိုချက်ကြီးချမ်းလာတာမတွေ့လိုက်ရဘူးရဲ့ကိုရီးယားမင်းသားလာမှမိတ်ဆက်လိုက်ဦးမယ်안녕하세요. 안녕하세요. 마시고 배라바시대. 가가가가.မဟုတ်ဘူးကိုကြီးရဲ့안녕하세요ဆိုတာကိုရီးယားလိုမင်္ဂလာပါလို့ပြောတာကိုကြီးရဲ့오 민글라바လို့ပြောတာလား 대라고 오빠. 오မပါဘူး။အိုးထူတယ်။အိုးတော်ထူတယ်ကြည့်မလားမဟုတ်ဘူးအဲ့ဒါလေကိုကြီးကညီမလေးရဲ့ကိုကြီးလာလို့ကိုရီးယားလိုမေးလိုက်တာ။အကိုကြီးလား။အော်မြန်မာစကားမတတ်ဘူးပေါ့။မြန်မာစကားမတတ်တော့အမလေးဘယ်တော့ကြီးတော့ကိုရီးယားကကောင်စော်လိုက်ရတယ်ပေါ့။မင်းတို့ကိုရီးယားကအွန်ဆောင်ငါကြောက်တော့။ဂျင်းစမ်းပြီးတော့ကြောက်တော့မ။အဲ့ဒီမင်းသားနှစ်ယောက်မရလို့ဆိုမင်းညမကြီးငါယူမ။မြန်မာစကားနားမလဲပါဘူးတန်းနေပါ။နော်ရောက်ပါရနော်။ဟုတ်ပါပြီရောက်ပါပြီ။ဟုတ်ပါပြီရောက်ပါပြီ။ငါ့ကိုရောက်ပါတယ်မြန်မာလိုတက်တယ်ကညီမရောက်ပါတယ်မဟုတ်ပါဘူးကိုရာကျွန်တော်အခုချစ်လို့စတာပါကျွန်တော်10နှစ်သားကလေးကိုရီးယားကိုရောက်သွားတာပြန်လာတာတိတ်မကြသေးဘူးလေအခုလေကိုရီးယားမှာမြန်မာရွာပွဲတွေကိုစာတန်းတရားမှာမလို့ကျောင်းစီကိုစင်ပွဲကိုလာပြီးတော့လေ့လာတာအဲ့မှာမူကကျွန်တော်ကိုဖိတ်လို့လာတာနော်တကယ်တော့ကျွန်တော်ကမြန်မာနိုင်ငံသားဗျမလေးဗျာမလေးနှစ်ယောက်ပေါင်းပြီးတော့ဘဲကိုလိန်နေမလေးမိုးတခင်နင်တော့နော်အိမ်ကမှတွေ့မယ်နော်ဟုတ်ပါဘူးကဲပါကိုကြီးစိတ်မတူပါနဲ့ကိုကြီးဘဲကိုကျွန်တော်မြင်ကြတဲ့ခင်လို့စတာတကယ်နော်တကယ်ပြောတာကိုကြီးဘဲကတော့ကျွန်တော်စင်မှာကနေကျွန်တော်တွေ့တယ်လေဟုတ်တယ်နော်ကိုကြီးဘဲအရန်တော်တာပဲကျွန်တော်အခုကိုရီးယားမှာလဲကျွန်တော်စင်အကြောင်းစင်အကြောင်းဆိုတပြင်းစင်မဟုတ်ဘူးနော်ဇော်ကြီးမောင်စင်ဖွဲ့ကြောင့်ကျွန်တော်စာတန်းတင်ပြီးကိုရီးယားကိုတင်ပါဟုတ်လားနာမည်ကြီးသွားအောင်လို့ဇော်ကြီးမောင်အကတော့ကောင်းတယ်လေပထမစုမှာ6နှစ်စက်တက်ရတာရဲ့ဟုတ်လားမလေးမြန်မာပြည်မှာကောင်းဆုံးစင်မဲကျွန်တော်သူ့ကိုကြည့်တော့ကြည့်ဘူးတယ်ဗျကျွန်တော်လည်းသူ့ကိုအရန်ကြိုက်တာဗျဘယ်တော့လဲအဲ့ဒီဇော်ကြီးမောင်စင်ကိုတားချစ်တာကျွန်တော်လည်းတားကြိုက်တာကျွန်တော်ကကြိုက်ရုံတင်မဟုတ်ဘူးနော်ဇော်ကြီးမောင်စင်ကိုကျွန်တော်ချစ်ပါချစ်တာမင်းနဲ့ငါနဲ့တူးနေပြီငါလည်းဇော်ကြီးမောင်ကိုတားချစ်တာကျွန်တော်ဇော်ကြီးမောင်လည်းချစ်တယ်ဟုတ်ပြီကိုပဲညီမမူးသခင်ကိုလည်းချစ်တယ်ချစ်တယ်ဘာလို့မတက်တော့မင်းတို့ချစ်ကြတလားလွတ်လပ်လာချစ်ကြတလားဟဲ့ကောင်ဟုတ်ဗျာဇော်ကြီးမောင်မချစ်ဘယ်တော့ညီမမချစ်နဲ့ဟဲ့ကောင်ရဲ့ဇော်ကြီးမောင်မချစ်